နှင်းကြိုးတက်သမျှခတ်တဲ့ဂီတာလွမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်ခင်ဖုံးသက်ဝေမေနဲ့ဩဂတ်မှာအရင်လေးတွေတိုက်ရင်အရင်ပန်းနေပဲပွင့်ကြအောင်ပါလိုအပ်ရင်ပန်းသစ်တွေလဲပေးဖို့ဘယ်တစ်ပင်ကိုမှကျွန်တော်မတောင်းဆိုခြင်းပါဘူးအပြည့်အဝလွမ်းဝင်ရတာလဲလူဖြစ်ကျိုးနှက်မှုအခက်ခဲတစ်ခုပါကွယ်ခင်မုံသက်ဝေကြားလိုက်တာတော့မသိဘူးတချို့ဆိုဒိုးရိုပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချွေဘူးခွန်လေးကိုပိတ်ကန်ပြစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ဘုတ်တွေဖတ်မယ်တတိရှိကြအောင်စောင်းပြီးစပယ်ယာကိုဘူးကြည့်ကြည့်မယ်အားလုံးလွယ်လေးပါဖက်ဒရယ်ပြည်အောင်စုကြီးတီဆောက်တာကအစရှမ်းကုန်းမီဝိုင်းကကျင့်ဝတ်ဆိုင်ရာပြဿနာတွေအထိလွယ်တတ်ပါတယ်ဒေါသရောအတ္တရောကြီးတဲ့ကောင်တွေမျိုးသုံးသွားဖို့အရေးအထိလွယ်ကောင်းလွယ်နေနိုင်ပါတယ်စိုးရိမ်ထိတ်လန့်နေတဲ့အစွမ်းအစအမျိုးမျိုးကိုပိုင်ဆိုင်ဖို့လွယ်ပါလိမ့်မယ်စင်ကြံတုံတရားကိုချရေးဖို့ post ကလေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်ဟိုအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်စပယ်ဖြူတုံးကမှခင်မုံသက်ဝေရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်တယ်ခတ်တယ်ခင်မုံသက်ဝေရဲ့တိတ်ခတ်တယ်နေထွက်စမှာတွန်နေတဲ့ငှက်နှုတ်သီးရဲ့အရေးလေးနေလေခင်တိုးဝင်သွားသလိုပါပဲဗုဒ္ဓဦးညဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြုံရင်ကိုယ့်သဘောနဲ့ကိုအရှုံးပေးလိုက်ခြင်းတယ်တောင်ကုန်းလေးတောင်မှမြက်တွေစိမ့်ဖို့စောင့်ရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ထိုက်လိုက်တန်တန်နားလဲပါတယ်ခင်မုံသက်ဝေတည်ငါစင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ရွေ့ကြောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်မိုးမရွာတဲ့ဝါဆိုကိုဘလို့အမည်မျိုးပြောင်းလဲမဲ့ခေါ်ခြင်းပါသလဲခင်မုံသက်ဝေဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တကြမရှိတဲ့ရေမျောအိမ်လေးတွေတိဘက်တောင်လျံကနန်းတော်ဟောင်းတွေစသဖြင့်ကျုံးတွေဥယျာဉ်မြေနူကျွန်းနဲ့ကန်းဒီကံဝေတနယ်တကြေးမှလေပြေလေညင်းတွေဂုံစီရှိအလံကိုင်းတက်ဦးနဲ့တီးမှုတ်ချီတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြေစရာရှိတာသာခင်ဖုံးသက်ဝေဖြေပါပုံမြင်မစခင်ပုံမြင်လေးထဲမှာကောင်းကင်ဘာရောင်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်မမေ့သေးဘူးဆိုတာကိုယ့်ဘာသာယုံကြည်လိုက်ပါမယ်ဒီနေရာကစွန့်စားကန်းတွေအဆုံးသတ်ရမယ့်နေရာမဟုတ်ပါဘူးဆိုကောင်းယုံတခြင်းတစ်ပုတ်ရဲ့ချိုးပိုက်နေရာကိုကတ်လာနေုံမျှပါပဲစွန်နီလေးတက်သွားတဲ့နောက်ကျိုးဖြူလေးထက်ကြက်မကွာခြီလျက်နှောင်လျက်ပါသွားတာပါပဲတန်ရောစင်ရဲ့တီးခြားလက္ခဏာရဲ့တစ်ခုပါခင်ဖုံးသက်ဝေခွင့်လွတ်နိုင်ရင်ကြေအေးစေခြင်းပါတယ်ပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုဖော်ပြုနေရတဲ့သူစင်ရဲတို့ရဲ့သကွင်းခင်းညံ300ဒီကျွန်တော်အလုပ်ချင်းမှာတော့နှုတ်မရပယ်မရအစားထိုးမရခင်ဖုံးသက်ဝေစိတ်တစားတစ်ချိုသီးလေးလို
ပန်းချိုပွင့်လေးလို့အလိုမကြတာတောင်ပြန်မပြင်းရဘူးကဲကြည်စမ်း